Joshua Van ရဲ့အောင်ပွဲခန့်တဲ့ footage တွေကကဘာကျော်သွားခဲ့ပါပြီ။ဒီကြောင်းလေးကိုဆွဲထုတ်တင်ပြပေးချင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Burmese Fight ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာပြည်ကလက်ဖက်ရည်ဆိုင်တွေမှာပရိသတ်တွေအုံနဲ့ချင်းနဲ့ဝေးရန်အားပေးနေကြတဲ့ဗီဒီယိုတွေဟာနိုင်ငံတကာ MMA မီဒီယာတွေအထိပြန့်နှံ့သွားခဲ့ပြီးမြန်မာပရိသတ်တွေအားပေးမှုကိုကဘာကအံ့ဩနေကြပါတယ်။နာမည်ကြီး fighter Sean O'Malley နဲ့ DJ Demetrius Johnson တို့ကတောင် Van ရဲ့နီးစနစ်ပိုင်းကိုအသေးစိတ်သုံးသပ်ပြီးချီးကျူးသွားကြပါတယ်။အထူးသဖြင့် Van ဟာအရင်က striker တွေလိုမြေပြင်တိုက်ပွဲကိုမရှောင်ဘဲထိုင်ရအလို ground game ကျွမ်းကျင်သူကိုတောင်အောက်တကွန်ချန်ပီယံပေါ်မှာရဲဝင်းရင်ဆိုင်ခဲ့တာကိုသူတို့ကအထူးသဘောကျနေကြတာပါ။ဆက်လက်ပြီးကျွန်တော်တို့ရဲ့မြန်မာကုံဆောင် fighter Joshua Van ရဲ့နောက်ဆက်တွဲသတင်းတွေနဲ့အတူရှေ့လာမယ့်ပွဲစဉ်တွေအကြောင်းကိုအသေးစိတ်ဖောက်တယ်ချပေးချင်ပါတယ်။အထူးသဖြင့် Van တယောက်မလေးရှားနဲ့ထိုင်းကိုလာရောက်မဲ့တဲ့တင်ကအခုဆိုရင်တော်တော်လေးကိုခိုင်မာလာပြီလို့ပြောလို့ရပါတယ်။ပရိသတ်အထူးတည်ထားကြတဲ့အတိုင်း Van ဟာမလေးရှားကိုလာရောက်တဲ့အခါသူတချိန်ကခိုလုံခဲ့ဘူးတဲ့ကျင်းတုတ်ခတ်တဲ့စခန်းတွေကိုတွားရောက်လေပတ်ဖို့ရှိနေပါတယ်။အဲ့ဒီမှာတင်မကပဲမလေးရှားကချင်းကော်မတီကကျင်းပမဲ့ပွဲတစ်ခုမှာလေ Van ကအထူးဧည့်သည်တော်အဖြစ်တက်ရောက်မယ်လို့တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဒီပွဲကိုမေလ22ရက်နေ့မှာကျင်းပမှာဖြစ်ပြီးနာမည်ကြီးအဆိုတော် Fifi ကျော်သိန်းလည်းတက်ရောက်မှာမို့မလေးရှားမှာရှိတဲ့မြန်မာပရိသတ်တွေအတွက်တော့ Van နဲ့လူကိုယ်တိုင်တွေ့ဆုံခွင့်ရမယ်အခွင့်အရေးကြီးပါတယ်။ဒါအပြင် Van ဟာအိန္ဒိယနိုင်ငံကမီဇိုရမ်ပြည်နယ်ကိုလည်းတွားရောက်ဖို့အစီအစဉ်ရှိနေပြီးမေလ30ရက်နေ့မှာကျင်းပမယ့် promotion ပွဲတစ်ခုကိုတက်ရောက်မှာပါ။ Van အနေနဲ့မြန်မာပြည်ထဲကိုတိုက်ရိုက်ဝင်ဖို့ခက်ခဲနေတဲ့အတွက်မြန်မာနယ်စပ်နဲ့အနီးဆက်ဆုံနေရာတွေကိုလာရောက်ပြီးပရိသတ်တွေနဲ့တွေ့ဆုံဖို့ကြိုးစားတာလို့ယူဆရပါတယ်။ UFC ဘက်ကလည်း Van ရဲ့ပုံရိပ်ကိုအမေရိကန်မှာတင်မကပဲတကမ္ဘာလုံးသိသွားအောင်အန်တိုက်အားတိုက်လှုပ်ဆောင်လာတာတွေ့ရပါတယ်။အမေရိကန်ကနာမည်ကြီးမီဒီယာတွေနဲ့မီဒီယာတိုးတွေလုပ်ဖို့စီစဉ်နေတယ်လို့ Van ရဲ့ဘဝဖြတ်သန်းမှုနဲ့ lifestyle တွေကိုပါကဘာကသိအောင်မိတ်ဆက်ပေးနေပါတယ်။အသက်24နှစ်ပဲရှိသေးတဲ့ fighter တယောက်ကချန်ပီယံခါဘတ်ကိုကာကွယ်နိုင်ခဲ့ရုံတင်မကပဲပရိသတ်ကိုဆွဲဆောင်နိုင်တဲ့ကစားဟန်မျိုးရှိနေတာကြောင့် UFC ဖာ Van အပေါ်မှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာတာပါ။နောက်ထပ်သတင်းကောင်းတစ်ခုကတော့နမိုက်ကြီးကျမ်းမာရေးမဂ္ဂဇင်းတွေကတော့ Van ကိုမင်းဖုန်းတဲ့ပုံရိုက်ကူးဟိုအတွက်ကမ်းလှမ်းလာကြတာပင်ထွက်ပါတယ်။နောက်ဆုံးအနေနဲ့မေလ15ရက်နေ့တော့ကြာနေမှာနဲ့ကျွန်တော်တို့မြန်မာ fighter တွေရဲ့ပွဲစဉ်တွေရှိနေပါတယ်။ One Friday Fights မှာထိုးမင်းနိုင်တဲ့မျက်နှာသစ် fighter အောင်ထွန်းကိုတို့ထိုးတက်မှာဖြစ်တယ်လို့ဂျပန်က knockout 64ပြိုင်ပွဲမှာလဲ Super Legend စောဟင်းနဲ့တောင်းပိုက်သူယူ3ယောက်ကမြန်မာကိုစားပြုတွားရောက်ရှင်ပြိုင်ကြမှာပါ။သူတို့3ယောက်ကမနေ့ကပဲဂျပန်ကိုထွက်ခွာသွားပြီဖြစ်ပြီးဒါဟာမြန်မာလက်ဝှေ့အဖွဲ့ချိုးရကူညီမှုနဲ့ရရှိလာတဲ့လမ်းကြောင်းတစ်ခုလို့ပြောလို့ရပါတယ်။ဂျပန် promotion ဘက်ကလည်းမြန်မာ fighter တွေရဲ့အထဲမှာတဲ့ကစားဟန်ကိုသဘောကျရင်နောက်ထပ်အခွင့်အရေးတွေထပ်ပြီးမယ်လို့ကတိပြုထားတာကြောင့်သူတို့တို့တော့ဒါဟာနိုင်ပွဲတင်မကပဲစွမ်းဆောင်ရည်ကောင်းတွေပြသဖို့ကအရေးကြီးနေပါတယ်။ Super Legend နဲ့ထိုးရမယ့်ဂျပန် fighter နာပါကတော့ Super Legend ရဲ့ဝိုင်းကရလာတွေကိုကြည့်ပြီးအထင်သေးတဲ့စကားအချို့ပြောထားပါတယ်။ဒါပေမဲ့ Super Legend ဟာဝိုင်းမှာရလာမကောင်းခဲ့တာကပွဲအခြေအနေတွေကြောင့်တာဖြစ်ပြီးသူ့ရဲ့အရေးချင်းကတော့ short ဝက်လို့မရပါဘူး။ဂျပန် promotion တွေကစီးမြင်းအီရန်တင်ကြပြီး wake မဝင်ရင်အမတ်လော့တာမျိုးတွေရှိတတ်တာကြောင့်ကျွန်တော်တို့ fighter တွေအနေနဲ့အာယုံစိုက်ကိုလိုပါတယ်။စိတ်ဝင်စားစရာကောင်းတာက Super Legend ရဲ့ပွဲမှာအလဲထိုးနိုင်ရင်ဘောနတ်စုချေကမြန်မာငွေ3,500ဝန်းကျင်အထိရနိုင်တာမို့ဒါဟာသူတို့အတွက်တကယ်ကိုတွန်းအားတစ်ခုဖြစ်လာမှာပါ။မြန်မာလူဝေလောကနဲ့ MMA သတင်းထူးတွေကိုအမြဲတင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel ကိုလည်းဆက်လက်အားပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။